ကိုယ်စိတ်နဲ့ကိုယ်ရွေးချယ်ထားတယ်လို့ထင်တာပဲဒါပေမဲ့တစ်ခါတလေကျတော့ကိုယ့်ကိုအဲ့ဒီအရာတွေကိုရွေးချယ်နေအောင်ပပလေးတွန်းဖို့ခံထားရတယ်ဆိုတာမျိုးသတိထားမိတဲ့အခိုက်အတန့်တွေရှိမှာတော့မသိဘူးကျွန်တော်ဒီဘက်ခင်မှာလူတစ်ယောက်ကိုသူဘယ်လိုလူလဲလို့သတ်မှတ်တဲ့အခါမှာသူဘာတွေလုပ်လဲသူဘယ်လိုယုံကြည်လဲဆိုတာထက်သူဘယ် brand တွေကိုသုံးတာလဲသူဘယ်လိုဖုန်းမျိုးကိုကင်တာလဲသူ့ရဲ့လူနေမှု lifestyle ကဘယ်လိုပုံစံမျိုးလဲဆိုတဲ့အရာတွေကိုကြည့်ပြီးတော့မသိမသာသတ်မှတ်လာကြတာတတိထားမိတယ်ပေါ့တဖြည်းဖြည်းနဲ့လူတစ်ယောက်ရဲ့ identity ဆိုတာကိုသူ့ရဲ့ inner self ကိုကြည့်ပြီးတော့သတ်မှတ်တာမျိုးမဟုတ်တော့ဘဲနဲ့သုံးဆောင်ပစ္စည်းတွေအဆောင်အယောင်တွေနဲ့တိစောက်ထားတယ်ကျွန်တော် decorative self အပြင်မှာမြင်နေရတဲ့အရာတွေနဲ့ကြည့်ပြီးတော့တိုင်းတာလာတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ပေါ့အဲ့လိုကြီးတော့မဟုတ်ပါဘူးကွာလို့ထင်ကောင်းထင်နိုင်ပေမဲ့လည်းကျွန်တော်တို့ကိုယ်တိုင်အဲ့ဒါကိုတနည်းမဟုတ်တနည်းနဲ့လက်ခံထားမိတတ်ကြတယ်ဥပမာပြောရင်ငါအနေထားရင်းနဲ့ဟောဒီဖုန်းတော့ကင်ထားမှအဆင်ပြေမှာပေါ့ငါ class နဲ့လိုညီအောင်တော့ဒီလို brand တွေတော့ငါသုံးနေမှဖြစ်မယ်ဆိုတာမျိုးဒီလိုဖြစ်ကြီးတဲ့မှာကွာဒီလိုနေရာမှမသွားဘူးလားဒီနေရာမှာမှမစားဘူးလားလို့ရှိရင်ဒီခေတ်ရည်စည်းမှာအောက်လို့တိတ်ဖြစ်နေမှာပေါ့ဆိုတာမျိုးဒီလို sign rules တွေရှိတယ်ပေါ့အဲ့ဒါကိုဘယ်သူမှတရားဝင်ပြဋ္ဌာန်းထားတာမဟုတ်သလိုမဖြစ်မနေလိုက်နာရမယ်လို့ဘယ်သူမှလည်းကိုယ်လာပြီးတော့တရားပေးနေတာမဟုတ်ဘူးဒါပေမဲ့လည်းလိုက်နာနေမှမသိအောင်လိုက်နာနေမိမလိုက်နာလို့ရှိရင်ပဲကိုကတခုခုလွဲနေတယ်လို့ခေတ်သစ် lifestyle ထဲမှာကိုကပဲခင်းတော့ကြံနေခဲ့တယ်လို့မျိုးဆိုတော့ silent rules တွေရဲ့အောက်ကိုကိုကမသိမသာရောက်ကိုတကယ်ပဲကြိုက်တယ်လားဘာလားဆိုတာထက်ဒါတွေသုံးနေမှာဒါတွေကိုင်နေမှာပူပြီးတော့တန်းဝင်မယ်ဒီလိုနေဒီလိုသွားဒီလိုစားနေမှာဒီ trendy နဲ့ပို့ပြီးတော့ chemistry မိနေမယ်လို့ခံစားမိလာတယ်ပြီးတော့ဒီလိုနေတာကပို့ပြီးတော့လူတွေရဲ့လက်ခံမှုကိုပို့ရတယ်လို့စိတ်ထဲမှာထင်လာတယ်ထင်လာတဲ့အတွက်ကိုရွေးချယ်ပြီးသွားတာအဲ့တော့ဖုန်းတစ်လုံးဝယ်အောင်မှတကယ်ပဲငါအတွက်ဒီဖုန်းကလိုအပ်တာလားသူ့ရဲ့ဘယ် feature တွေကငါရဲ့ဘယ်နေရာမှာအသုံးချဖို့လိုနေတာလဲဆိုတာထက်ငါနေသားနဲ့ဒီလောက်မှမကင်လူတွေကဘယ်လိုမြင်လဲဒီနေသားကြီးနဲ့ဒီလောက်မှမကင်ထားရင် impression down တာပေါ့ဆိုတဲ့ဟာမျိုးတွေအဲ့လိုသတ်မှတ်ချက်တွေနဲ့ပဲကျွန်တော်တို့ကပစ္စည်းတွေကိုဝယ်မိတတ်ကြကိုယ့်ဘဝထဲမှာရှိနေတဲ့အရာတွေကကိုယ်ကိုယ်တိုင်တော့ရွေးချယ်လိုက်တယ်လို့ထင်ကောင်းထင်နေရရှိနေမှလည်းအဲ့လိုရွေးချယ်မှုတော့ကိုမတိမတာလေးတွန်းပို့ခံလိုက်ရလို့ရွေးချယ်ပြီးသွားတဲ့အနေအထားမျိုးတွေလည်းရှိတယ်ပေါ့ကိုတကယ်ရွေးချယ်ထားတဲ့အရာတွေကဘယ်အရာတွေလဲဘယ်အရာတွေကကိုယ့်ရဲ့စိတ်ကိုမတိမတာဒီအရာတွေကိုရွေးချယ်ဖို့တွန်းအားပေးနေတဲ့အရာတွေကြောင့်ရွေးချယ်လိုက်တဲ့အရာတွေလားဆိုတာကိုစဉ်းစားကြည့်လို့ရအောင် food for thought လေးမျှဝေတာအဲ့တော့ဒီလိုနေရတာဘာထိကြိုက်လဲလို့မေးတော့သူကြကြဘာမှထိကြိုက်တာမရှိနေဘူးလို့မြင်ကောင်းမြင်နေရရှိပေမဲ့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ identity အစ်စ်ကမေးမယ်ကိုယ့်ကို unique ဖြစ်တယ်လို့ဘယ်လောက်ပဲခိုင်မာပြောသူများတွေနဲ့မတိမတာတွေ comparison လုပ်နေတတ်တယ်နောက်ပြီးတော့ကိုယ့်ကိုအမြဲတမ်းမလုံလောက်တယ်လို့ခံစားတာစိတ်ရဲ့အလိုကမပြည့်ပါဘူးဟို idiot ရဲ့တခြင်းတစ်ပုတ်တည်းရလို့ဆိုရင်လူရပြည့်စုံဖို့မှာမပြောနိုင်ရင်မင်းဘာလိုနေသေးလဲဆိုတာမျိုးပေါ့ဘာလိုလို့လုံမှန်းမသိဘူးအမြဲတမ်းတစ်ခုခုတော့လိုနေတယ်ဆိုတဲ့ဟာမျိုးဖြစ်သွားတယ်ကိုတကယ်လိုချင်တာကဘာလဲကိုတကယ်တန်ဖိုးထားတာကဘာလဲဆိုတဲ့အရာတွေကမတိမတာလေးမိမ့်မိန်သွားကိုယ့်ကို unique ဖြစ်နေတယ်လို့ထင်ပေမဲ့တဖြည်းဖြည်းနဲ့ဘာနဲ့ပူလို့လာလဲဆိုတော့စိတ်ရုံတယုံကထုတ်လိုက်တဲ့ပုံစံတူလူသားစိတ်ရုံလေးတွေဖြစ်လာတယ်အဲ့တော့ဒီလိုအရာတွေထဲမှာကိုယ့်ရဲ့ identity မပြောက်သွားဘူးကိုယ့်ရဲ့ identity အစ်စ်ကိုပြန်ပြီးတော့ရှာဖွေပြီးတည်ဆောက်နိုင်ဖို့အတွက်အတွေးခေါ်တည်းရနဲ့ရှင်သန်နေပဲဆိုပါစို့ဒီအတွေးခေါ်ကြီးကိုငါတကယ်ပဲကြိုက်တာလားငါနဲ့တကယ်ပဲကိုက်ညီတာလားဘယ်ချက်တွေကငါနဲ့ကိုက်ညီလို့ငါဒီအတွေးခေါ်ဒီ lifestyle ကိုလက်ခံကျင့်သုံးနေရလေဒီလိုမျိုးချက်လေးတွေစဉ်းစားပြီးတော့ရွေးချယ်မှုတွေလုပ်လာမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ identity အစ်စ်ကိုပြန်ပြီးတော့တည်ဆောက်နိုင်မယ်လို့ထင်ပါလူတစ်ယောက်ရဲ့တန်မှုကသူဘာတွေဝတ်ထားတာလဲသူဘာတွေကင်တာလဲသူဘာတွေစားနေလဲမဟုတ်ဘူးဆိုတာအခုတလေတော့ပြောပြကြမှာမဟုတ်ပါဘူးလူကလည်းအဲ့အရင်နဲ့မတိုင်းနေဘူးလို့ပြောကောင်းပြောပေမဲ့လည်းအဲ့ဒီအရာတွေကအခုချိန်မှာတကောင်းတနေရာတော့အရေးပါနေတယ်ဆိုတော့ကျွန်တော်တို့မတိမတာလေးတော့လက်ခံထားတတ်ကြတာသူကဘာတွေကိုယုံကြည်တာလဲဘယ်လိုသူ့ဘဝကိုတည်ဆောက်တာလဲဘယ်လိုကျင့်သုံးနေထိုင်နေလဲဆိုတဲ့ဟာတွေကဆုံးကအဆောင်အယောင်တွေအပြင်မှ decorative set ဖြစ်အနောက်မှာတဖြည်းဖြည်းနဲ့ရောက်နေတာပြီးတော့ဒီခေတ်ကြီးထဲမှာကြော်ညာတွေ trend တွေကျွန်တော်ပတ်ဝန်းကျင်မှာရှိနေတယ်ကျွတ်ကျွတ်လူတွေကကျွန်တော်တို့ဘယ်လိုလူပါဆိုတော့ပုံပြန်သွင်းပေးဖို့ကြိုးစားနေတာဥပမာဆိုရင်ကျွန်တော်ဖုန်းကင်ဒီဖုန်းက creative ဖြစ်တဲ့လူတွေကင်တာငါ creative ဖြစ်တဲ့လူတယောက်ပဲအဲ့တော့ဒီဖုန်းတော့ကင်ထားတင်တယ်
ဆိုတာနဲ့ကျွန်တော်ကိုယ့်ရဲ့ identity ကိုကိုယ့်ဘာသာကြီးတည်ဆောက်နေတယ်ဆိုတာတဲ့ဆိုတော့သူများပုံဖော်ပေးထားတဲ့ flow နောက်ကိုကျွန်တော်ကလိုက်ပြီးတော့ကိုယ့်ရဲ့ identity ကိုတည်ဆောက်တယ် creative သမားဖြစ်ရင်လည်းဖြစ်နေလိမ့်မယ် unique ဖြစ်တဲ့ creative သမားဖြစ်မှာမဟုတ်တော့ဘူးねကျွန်တော်စမှပြောခဲ့လို့ပဲစက်ဘိန်းကနေထုတ်လိုက်တဲ့ပုံစံတူလူသားဆက်ရုပ်တရုပ်လိုဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့သတိထားရမှာကကိုယ့်ရဲ့ identity ကိုကိုယ့်အကူကိုဖန်တီးမတည်ဆောက်ဘူးဆိုရင်ကျွန်တော်ရဲ့ identity ကိုအများကဖန်တီးပြီးတော့တည်ဆောက်ပြီးသွားတယ်ဒီကျွန်တော်ဆွေးနွေးသွားတဲ့နေရာတွေးစရာလေးတစ်ခုတော့ရမယ်ဆိုရင်ကြီးရပါတယ်ကျွန်တော်မမြင်မိတဲ့အရာတွေကျွန်တော်လွဲမောင်းသွားတဲ့အချက်တွေပါခဲ့လို့ရှိရင်လည်း comment မှာလို့လည်းဆွေးနွေးပြီးသွားလို့ရပါတယ်